မင်္ဂလာပါတတရဟုတ်ကဲ့ပါလေးအနေနဲ့ဒီတော်လန်ရေးကိုဒါဘယ်ချိန်မှာစတင်ပါဝင်ခဲ့ရလဲဆိုတာလည်းပြောပြပေးပါအောင်ဗျဒီနေ့နေဦးတော်လန်ရေးအရာပြောမယ်ဆိုရင်တော့ကျွန်တော်ကဆရာနာရှင်မင်းအောင်လှိုင်2021ဖေဖော်ဝါရီလ1ရက်နေ့အာနာသိမ့်မှပြီဆိုကြရကနေစတင်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုနဲ့အတူတသွေးတသားတဲ့ပါပြီးစန္ဒဖော်ထုတ်တဲ့ဘွဲတွေကိုကျွန်တော်ပါဝင်ဆင်နွှဲခဲ့ပါတယ်အဲဒီမှာတော့အဓိကကျွန်တော်က NLD ပါတီဝင်တယောက်ဖြစ်တဲ့အတွက်မန္တလေးတိုင်းမှာရှိတဲ့ NLD ပါတီဝင်တွေပါအောင်စီယုံပြီးတော့ကျွန်တော်ပါဝင်တိုင်းမှာတာဝန်ရှိသောပုဂ္ဂိုလ်များကျွန်တော်လည်းလုပ်ဖို့ကံများစုပေါင်းပြီးတော့လူဦးတော်လှန်ရေးရဲ့ပြည်သူလူထုတွေဖြစ်ချင်သောစန္ဒအမှန်တွေကိုတော့တစ်ဖက်အာဏာရှင်သိရှိနိုင်စေရလို့စန္ဒကိုဖော်ထုတ်ရင်းနဲ့ဒီလူဦးတော်လှန်ရေးရဲ့တမိုင်းကိုစပြီးကျွန်တော်ပါဝင်ခဲ့ပါတယ်ဒီလိုပါပဲ2021လူဦးတော်လှန်ရေးလို့မေးလို့ဒါကျွန်တော်ဖြေရပါမယ်ကျွန်တော်မိခဲ့တဲ့တမိုင်းကြောင်းကြဆိုမဆလာတပါတီအာဏာရှင်စနစ်ကြာဆုံးရေးမှာလည်းကျွန်တော်ပါဝင်ခဲ့တယ်လို့ကျွန်တော်တို့နောက်တစ်စစ်တက်ပြီးအာဏာသိမ်းသွားခဲ့တဲ့နာဝတလိုအစိုးရမျိုးနာဖလိုအစိုးရမျိုးဦးသိန်းစိန်လိုအစိုးရမျိုးလက်ထက်အဲ့လိုပတ်ဒီမှာလဲကျွန်တော်ဟာတော်လှန်ရေးနဲ့အတူပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ထိုနည်းတူစွာပဲအခုကျွန်တော်တို့G-Zခေါ်တဲ့ဂျန်စီကလေးတွေဟာကျွန်တော်ຫນွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ကလေးတွေရဲ့စန္ဒမှာဖြစ်ပေါ်လာတာကတော့ကျွန်တော်တို့စန္ဒကိုဖော်ထုတ်တယ်စန္ဒပြတာမဟုတ်ပါဘူးကျွန်တော်တို့စန္ဒဖော်ထုတ်တာပါဒါစန္ဒဖော်ထုတ်တာကိုအသိမှတ်မပြုဘဲနဲ့ကျွန်တော်တို့ကလေးတွေကိုမန္တလေးမှာဆိုလို့ရှိရင်အားလုံးသိကြတဲ့အတိုင်းပါပဲမီဒီယာတွေမှာလည်းပါပြီးတော့ပါပြီကျွန်တော်ရဲ့သားရွယ်တမီးရွယ်တူသားအရွယ်တွေအားလုံးမိန်းကလေးတွေယောက်ျားလေးတွေမရှောင်အားလုံးကိုခေပြောင်းကြည့်ရင်ခေါင်းပြေးဆိုပြီးတော့အာနာရှင်ဟာအာနာရှင်ပြီးကျွန်တော်တို့တော်လိုင်းသူတို့အာနာတီမြဲရေးအတွက်ကျွန်တော်တို့တာသမီအရွယ်လေးတွေမြင်းမြရွယ်လေးတွေကိုတနက်နဲ့ပြစ်တက်ခဲ့တာတွေတွေ့တဲ့အတွက်ကျွန်တော်ယင်ထဲမှာလော်တော်မှစိတ်မကောင်းဖြစ်ရကနေပေဦးတော်လိုင်းရေးကိုကျွန်တော်ဒီဇိုင်းမမနဲ့ပါဝင်လာခဲ့တာဖြစ်ပါတယ်ဘယ်လောက်ဒီပါဝင်ကလဲဆိုအခုပေဦးတော်လိုင်းရေးကိုကျွန်တော်အခု၄နှစ်ကျော်ခဲ့ပြီ၄နှစ်ကျော်ဒီအထိလဲကျွန်တော်ဟာလုံးနိုင်တဲ့ဘက်ကနေပြီးတော့လုံးမယ်ဆိုတဲ့အတိတရားနဲ့ကျွန်တော်ပါဝင်နေတာပါဖြစ်ပါတယ်ဆက်လက်လဲအောင်မြင်ဒီအထိကျွန်တော်နိုင်တဲ့ဘက်ကနေဆောင်ရွက်လုပ်ကင်ပေးသွားအောင်ပါပဲလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါလေးဟိုဒါလေးကဒီတော်လိုင်းကာလာဒီ၄နှစ်တာကာလာတွင်မှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့အခက်အခဲတွေဘာတွေရှိရလဲဆိုတာလည်းပြပြပေးပါအောင်ဗျကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးဆိုတာကတော့ကျွန်တော်တို့ကနိုင်ငံရေးတက်ပဲလုပ်ခဲ့တဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့အခါကျတော့တော်လှန်ရေးဆိုတာအခုမှအစဖြစ်ခဲ့တယ်ဖြစ်ခဲ့တဲ့အတွက်ဒါကအာဏာရှင်ကပြည်သူလူထုပေါ်မှာမတရားပိုကြဆုံးမှုအနိုင်ကျင့်ရတယ်မခံကျင်စိတ်နဲ့တော့တောင်ကျွန်တော်တို့ကတော်လှန်ရေးတွေကိုတစိုက်မတ်ပါဝင်လာခဲ့ပြီမဲ့ကျွန်တော်တို့ကတိုက်ပွဲဝင်ရင်လေးကျင်ရင်တိုက်ပွဲမလို့ဆိုတင်ယူရေးလေးလာရင်တင်ယူဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ဒီຫນွေဦးတော်လှန်ရေးကိုလုပ်ခဲ့ရတဲ့အခါမှာကျွန်တော်တို့စတာကတော့အခုလိုတိုင်ရင်တပ်ဖွဲ့တွေပုံစံမျိုးနဲ့ကျွန်တော်တော်လှန်ရေးကိုစခဲ့ရတာမဟုတ်ပါဘူးတကယ်တော့မန္တလေးမြို့ပေါ်မှာဆိုလို့ရှိရင်ကျွန်တော်မန္တလေးသားတယောက်လည်းဖြစ်တဲ့အတွက်ကျွန်တော်တို့စန္ဒတူလူငယ်လေးတွေရောကျွန်တော်တို့လူအရွယ်တွေရောကျွန်တော်ငယ်တဲ့ပုံကိုယ်တွေရောအားလုံးကိုကျွန်တော်တိုင်ပင်ကြတယ်ဆွေးနွေးကြတယ်ညှိနှိုင်းကြတယ်ငါတို့တွေကတို့ရင်ထဲမှာရှိနေတဲ့စန္ဒကိုအာနာသိန်းတော့မကြိုက်ပါဘူးလို့ခေါင်းကောင်းမုံပေါ်ထုတ်ပါရဲ့နဲ့အာနာရှင်ဆန်အခုလိုပြစ်လားခတ်လားတက်လားတွေဖြစ်လာပြီဆိုရင်တော့အာနာရှင်ဟာလက်နက်တဲ့ပဲလူထုကိုအကြောက်တရားဆုံးမှုကိုအနိုင်ကျင့်လာကြပြီအဲ့လိုဆိုရင်တော့တို့တွေဘာဆက်လုပ်ရင်ကောင်းမလဲဆိုတော့ဟုတ်လားကျွန်တော်တို့ဒီစစ်တပ်ရဲ့ထောက်တိုင်နေဖြစ်တဲ့ရဲစခန်းလိုဟာမျိုးတွေတရားရုံးလိုဟာမျိုးတွေသူလည်းပတ်နိုင်မယ်ထင်တဲ့ဌာနပေါင်းစုံနေရာမျိုးတွေနောက်ကျွန်တော်တို့ဒီပြူတွေစုပေါင်းတဲ့နေရာမျိုးတွေအဲ့လိုဟာတွေနေရာတွေမှာကျွန်တော်တို့ဟာလားစစ်ကောင်စီအနေနဲ့ရှေ့ဆက်ပြီးမတော်နိုင်အောင်ရပ်တန့်သွားအောင်တို့ UG လုပ်တွေလုပ်ကြမယ်ဆိုပြီးတော့ကျွန်တော်စပြီးတော့ UG လုပ်ကိုစပါတယ်အဲ့ဒီ UG မှာကျွန်တော်တို့စတင်ပွဲစည်းရခံမှာကျွန်တော်တိုက်ရပြင်လဲငယ်တော့လူငယ်ပိုင်းလေးတွေကကျွန်တော်ကိုဥဆောင်မှုအခန်းကဏ္ဍနာယကတယောက်အဖြစ်ဥဆောင်မှုကျွန်တော်တို့ပေးပါကျွန်တော်တို့လုံမကင်မာတွေဖြစ်လာမယ်ဆိုရင်လေးတို့ရဲ့တုံတင်ဆုံးမမှုအောက်မှာကျွန်တော်တို့တွားကျင်ပါတယ်ဒီညမှာကျွန်တော်ပြောချင်တာကျွန်တော်နာမည်အရင်ကဥက္ကိုလေးလို့ခေါ်တယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်မန္တလေးခရိုင်ရဲ့ဒုတိယဥက္ကဋ္ဌတာဝန်ကိုရယူရင်းကနေပြီးတော့ဒီຫນွေဦးတော်လှန်ရေးမှာကလေးတွေရဲ့တောင်းဆိုမှုလည်းအပါဝင်ကျွန်တော်ယင်နေရလဲဒီတော်လှန်ရေးမှာငါနေလို့မရအောင်ပါတင်းတလောက်ပါရတော့မယ်လုံနိုင်တလောက်လုံရတော့မယ်ဆိုတဲ့အသိနဲ့ကျွန်တော်ကဒီပွဲကိုပါဝင်ခဲ့တာဖြစ်ပါတယ်
အဲ့ဒီမှာကျွန်တော်ကလေးတွေကိုကျွန်တော်တို့စတဲ့စုဆောင်တဲ့မှာနာယကအဖြစ်ကျွန်တော်ပါဝင်2ယောက်နဲ့2ယောက်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့အဖွဲ့ဝင်15ယောက်19ဦးပါတဲ့ NDA ဆိုတဲ့ကျွန်တော် UG လုပ်ငန်းများကိုစတင်ပြီးလုပ်ကင်ပါတယ် NDA ရဲ့အဓိကနာမည်အရင်ကတော့ Nation Defense Army လို့ဖြစ်ပါတယ်မြို့သားကာကွယ်ရေးတပ်မတော်ဆိုပြီးတော့ကျွန်တော်တို့ကဖွဲ့စည်းတည်ထောင်ပြီးတော့မန္တလေးမြို့ပေါ်မှာရှိနေတဲ့တရားရေးမှန်တိုင်နေနောက်တစ်ခါအုပ်ချုပ်ရေးမှန်တိုင်နေနောက်တစ်ခါတော့ဒီစီမံခန့်ခွဲတဲ့မှန်တိုင်နေနောက်ဟိုအစိုးရကိုထောက်တိုင်လုပ်ပေးနေတဲ့ဘယ်နေရာမှာဆိုကျွန်တော်ရရင်ရတယ်လို့ကျွန်တော်တို့လောက်ကင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အဓိကတမဏိစီကံအရာဆိုရင်ကျွန်တော်မစ်ရှင်တစ်ခုကိုပြပြီးလို့ရှိရင်အလူခန္ဓာမျိုးကိုကျွန်တော်လုပ်ခွင့်ကျွန်တော်မပေးခဲ့ပါဘူးနောက်ကကျွန်တော်တို့မစ်ရှင်ဘာလုပ်ခဲ့ပါတယ်ဆိုတာကိုလည်းကျွန်တော်တို့မဖော်ခဲ့ပါဘူးသို့တော်လည်းကျွန်တော်တို့မြို့ပေါ်မှာတော့ဒီစစ်ကောင်စီကိုကျွန်တော်တို့ရက်တန့်သွားနိုင်အောင်ပြည်သူဘက်တော်သားပိသားစွာလုံးနိုင်သမျှမစ်ရှင်များစွာကိုလုပ်ခဲ့တယ်လို့ပဲကျွန်တော်ပြောပြရစီအဲ့လိုနဲ့လှုပ်လာကြရင်ကနေကျွန်တော် NDA ထဲမှာစတင်တည်ထောင်ငင်ကတော့18ဦးနဲ့နောက်ပိုင်းမှာကျွန်တော်လူ80လောက်ကျွန်တော်တို့လှုပ်လာခဲ့ပါတယ်လှုပ်လာခဲ့ရနေတော့ကျွန်တော်တို့ဒီလိုပဲတစုတစ်ဝက်နဲ့ကိုထီယန်ကိုဟိုလှုပ်ဒီလှုပ်တွေလှုပ်နေကြမယ်ဆိုရင်တို့ရဲ့ဟိုလိုတော်လန်ရေးရအောင်မြင်မှာမဟုတ်ဘူးအဲ့တော့ကိုလိုပဲဝိတုသားတူအတန်တူယုံကြည်ချက်တူရည်ရွယ်ချက်တူတဲ့ရဲဘော်ရဲဘက်အခြားဖွဲ့စည်းလေးတွေကျွန်တော်တို့နဲ့လာပြီးတော့ဆက်သွယ်ပြီးလောက်ကံမှုရာအတွက်လာပြောလာကြတဲ့အတွက်ကျွန်တော်အပါအဝင်ကျွန်တော်တို့ NDA မှာတာဝန်ရှိတဲ့ဥဆောင်မှုခန့်ခန့်နာပုံကိုယ်တွေဆွေးနွေးတိုင်ပင်ကြပြီးတော့ကျွန်တော်တို့ UG အဖွဲ့ local အဖွဲ့ MSC အဖွဲ့အဲ့လိုအဖွဲ့လေးတွေယုံကြည်ရနဲ့ဒီလိုစစ်ကောင်စီကိုတော်လှန်ကြမယ်ဆိုတဲ့ကျွန်တော်တို့ရဲ့အသွေးအသားတူတဲ့အဖွဲ့အစည်းလေးတွေကိုစုမိပါတယ်အဲ့ဒါတော့86ဖွဲ့စုမိသွားပြီးတော့မှကျွန်တော်တို့ဒီအဖွဲ့အစည်းကိုထူထောင်ပါတယ်ကျွန်တော် NDA မှာရှိနေတဲ့တာဝန်ခံတဲ့ကလေးကတော့ကျွန်တော်တို့အဲ့ဒီ86ဖွဲ့ထားတဲ့အဖွဲ့ရဲ့သူဟာအတွေ့အကြုံမှုတာဝန်ကိုယူပြီးတော့ကျွန်တော် UG လုပ်ငန်းတွေကိုစတင်ဦးဆောင်ခဲ့ကြတဲ့အတွက်အားလုံးလဲကြားပြီးမှာပါမန္တလေးမြို့ပေါ်မှာဟိုနေရာတစ်ခုလောက်သွားပြီဒီနေရာတစ်ခုလောက်သွားပြီဆိုတဲ့နေရာမှာအားလုံးကတော့ညှိနှိုင်းရတာပေါ့တချို့ကတော့ mission တွေကိုဖော်ခြင်းတယ်ကျွန်တော်တို့ကဖော်မခံဘူးဒါပေမဲ့အားလုံးညှိနှိုင်းတဲ့ခါမှာအဆင်ပြေတဲ့အတွက်ကျွန်တော်တို့မန္တလေးမြို့မှာတော်ကြီးကိုထိရောက်အောင်မြင်လုပ်နိုင်ခဲ့ပါတယ်အဲ့လိုလုပ်နိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့အဖွဲ့အစည်းကိုတက်ဆိုင်ရာကကျွန်တော်တို့ဟိုဘယ်လိုပြောမလဲသူတို့ကတက်ဆိုင်ရာအဖွဲ့အစည်းကကျွန်တော်တို့စောင့်ကြည့်လေ့လာတဲ့အဆင့်မျိုးတွေရောက်လာခဲ့ပြီးတော့ကျွန်တော်တို့ကလည်း UG လုပ်ငန်းကိုခုမှဆောက်လုပ်တာဖြစ်တဲ့အတွက်ဘယ်လိုနေထိုင်ရမယ်ဘယ်လိုစိတ်ဟောက်တွေသုံးရမယ်ဘယ်လိုလွှားရလာရမယ်လောကကံရမယ်ဆိုတာတွေကကျွန်တော်အလုံးလုံးရင်သင်ရတဲ့အတွက်အမားဆိုတာတော့တွေးခဲ့ပါတယ်အဲ့ဒီအမားတွေကလည်းပြီးဆက်ခဲ့ရတာကခဏထောင်ထဲမှာဆိုရင်ကျွန်တော် NDA နဲ့ပတ်သက်တဲ့ပေါ့နော်အဖွဲ့ဝင်တွေအားလုံးဟာအထက်ထဲမှာဆိုရင်တော်တော်များများရောက်သွားပြီဖြစ်ပါတယ်အဲ့ဒီမှာလည်းအားလုံးရဲ့ဖန်တီးခံတဲ့ကလေးများရဲ့ဖော်ချက်အရာကျွန်တော်ဟာဒီအားလုံးရဲ့နာယကအဖြစ်တာဝန်ထမ်းဆောင်တဲ့အတွက်ကျွန်တော်ရဲ့နာမည်နဲ့နာမည်ကိုဖော်ထုတ်ပြီးတော့အားလုံးကဟိုနေပြီးတော့ပြောလာတဲ့အတွက်ကျွန်တော်ဟာဟိုပုံမန္တလေးတင်းမှာပထမနေထိုင်ရပါတယ်6လလောက်နေထိုင်ခဲ့ပါတယ်အဲ့ဒီ6လလောက်နေထိုင်ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်ဟာဆက်နေလို့မရတော့ပါဘူးတော်တော်များများကကျွန်တော်နာမည်ကိုဖော်ခဲ့တဲ့အတွက်ကျွန်တော်ကိုပုံမှန်ဒီလဲလျှောက်တိုးတယ်ဆိုတာတွေကိုကျွန်တော်သိရပါတယ်အဲ့အတွက်ကျွန်တော်ဒီမန္တလေးတိုင်းကနေပြီးတော့ခြားတနေရာကိုကျွန်တော်ထွက်ပြေးခဲ့ရပါတယ်ထွက်ပြေးတယ်ဆိုတာတော့ရှင်းပါတယ်ကျွန်တော်အထဲမှာနေမဲ့အစားအပြင်မှာနေရင်အလုံးလုံးနိုင်တယ်အဲ့ဒီလိုအလုံးလုံးနိုင်တဲ့အတွက်အလုံးဆက်လုံးချင်းလို့ကျွန်တော်ကဒါအခုအပြင်ကိုကျွန်တော်ထွက်လာခဲ့တယ်ထွက်လာခဲ့တဲ့အတွက်အခုຫນွေဦးဒေါ်လာရေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ NLD မူဝါဒမှာရှိတယ်အဲ့ဒါပါလဲဆိုတော့ပြန်ကျန်းနေတော့ဒီမိုကရေစီအင်အားစုများကိုပြန်လဲစုစည်းရန်ဆိုတဲ့ကျွန်တော်အမေစုရဲ့ညွှန်ကြားချက်ဒါကတော့ဒီမိုကရေစီစနစ်အောက်မှာသွားတဲ့ပါတီအားချပေးလိုက်တဲ့ကျွန်တော်စီကံပေါ့နော်အဲ့လိုပဲတော်လှန်ရေးမှာလဲကျွန်တော်ဘာလို့လဲတော်လှန်ရေးအင်အားစုတွေမှာလဲကိုနဲ့သဘောတူညီသူလည်းရှိသူမတူညီသူလည်းရှိတယ်သို့တော်လဲအန်တီမန်အီမန်ချက်ကຫນွေဦးဒေါ်လာရေးအောင်မြင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြန်ကျန်းနေတော့ဒေါ်လာရေးအင်အားစုများကိုကျွန်တော်ရောက်ရရက်ကနေစုစည်းပြီးတော့မှ MOD ကိုကျွန်တော် MOD မှာတာဝန်ရှိသောပုဂ္ဂိုလ်များနဲ့ကျွန်တော်ဟာလာတော်လိုင်းရေးအင်အားစုတရက်အနေနဲ့ဒီလို UG လုပ်ငန်းတွေ local PTS လုပ်ငန်းတွေ MSC လုပ်ငန်းတွေဟာကျွန်တော်တို့တစုတစ်ဖွဲ့ချင်းစီတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ image ပဲဖြစ်ဖြစ်စုဖွဲ့မှုပဲဖြစ်ဖြစ်ကမူဒီရဲ့အောက်မှာမနေရင် NUG အောက်မှာမနေရင်ကျွန်တော်တို့ရဲ့လောက်ရကန်ရတဲ့အခြေအနေမျိုးဟာအမိမဲ့သားကြီးနဲ့ငါလို့ဖြစ်လာမှာဖြစ်သည့်အတွက်ကျွန်တော်ကဒေါ်လာရေးအင်အားစုပြန်ကျန်းနေတော့ဒေါ်လာရေးအင်အားစုကရဲဘော်တွေကိုတွားပြီးတွေးဆုံတယ်
ရောက်ရရက်ကနေပြီးတော့ကျွန်တော်တို့ခံယူချက်ယုံကြည်ချက်တွေညှိနှိုင်းတယ်ညှိနှိုင်းပြီးတော့မှကျွန်တော်တပ်ဖွဲ့ထူထောင်ဖို့ရာအတွက်ကျွန်တော်လှုပ်ခဲ့ပါတယ်အဲ့လိုလှုပ်ခဲ့တဲ့အခါမှာကျွန်တော်မန္တလေးကနေ21ခုနှစ်ကနေထွက်လာခဲ့တယ်ကျွန်တော်တို့ရှစ်လပိုင်းလောက်ကနေကျွန်တော်ထွက်လာခဲ့တယ်ထွက်လာခဲ့ပြီးတော့ကျွန်တော်ဒီဘက်ကျွန်တော်လွတ်မြောက်နေပြီတနေရာမှာကျွန်တော်ရောက်ရှိလာပြီးတော့မှကျွန်တော်နဲ့အတူတစ်ချိန်ကလှုပ်ခဲ့တဲ့အန်ဒီအေဘွဲဝင်နေလေးပါတယ်လို့အခြားစုဖွဲ့မှုကအဖွဲ့အစည်းကရဲဘော်ရဲဘက်တွေလည်းပါပါတယ်ຫນွေဦးတော်လည်းသူရဲကောင်းလို့ကျွန်တော်ညွှန်ကျင်ပါတယ်အဲ့ဒီကလေးတွေဟာမိမိရဲ့အကျိုးအတ္တစီဝါတစ်ခုမှမပါဘဲနဲ့ပရိဒအများအကျိုးကိုရှေ့ရှုပြီးနိုင်ငံတော်နဲ့နိုင်ငံသားရဲ့အရေးကိစ္စတွေကိုအားလုံးပါဝင်မယ်လုပ်ကင်မယ်ကျွန်တော်တို့သိချင်းသိပါစီဆိုတဲ့ရည်ရွယ်ချက်နဲ့မြင့်မြတ်တဲ့လုံသားပိုင်ရှင်တွေစုစည်းပြီးတော့မှကျွန်တော်ဟာဒီ UG တုန်းကလည်း NDA ဆိုတဲ့Nation Defense Army ကိုတုံးခဲ့တယ်လို့ကျွန်တော်တို့အဲ့ local ကိုကျွန်တော်ရဲ့ logo ကိုလည်း NDA အနေနဲ့ Nation Defense Army ဆိုပြီးဆက်လက်သုံးဆွဲပြီးတော့ MOD ကာဝေးရေးဝန်ကြီးဌာနမှာကျွန်တော်မှတ်ပုံတင်ခဲ့ပါတယ်မှတ်ပုံတင်ခဲ့တာတော့2022ခုနှစ်စက်တင်ဘာလကကျွန်တော်တင်ခဲ့ပါတယ်ကျွန်တော်မှအခုကြာလာတာကတော့ဟုတ်လား9ရက်မေလ2023မှာကျွန်တော်ဟာမန္တလေးခရိုင်တပ်ရင်း6ဆိုပြီးတော့ကျွန်တော်ကိုMOD ဌာနကနေပြီးတော့ဒါကျွန်တော်တပ်ရင်းတပ်ဖွဲ့ကိုချပေးပါတယ်ကျွန်တော်ရဲ့တပ်ရင်းကုတ်ကတော့ P14336ဖြစ်ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့ဒီလိုပဲစုပွဲမှုတွေနဲ့လုပ်ရင်းမိုဒီယာပေးတဲ့လက်နက်လေးတွေနဲ့ကျွန်တော်တို့စုပွဲမှုအားလုံးမှာအထက်ရဲ့ညွှန်ကြားချက်နဲ့အညီကျွန်တော်တို့တွေပူပေါင်းဆောင်ရွက်ပြီးတိုက်ပွဲဝင်နေဝင်ခဲ့ကြပါတယ်အဲ့လိုတိုက်ပွဲဝင်နေရနေကျွန်တော်တို့စုပွဲမှုနှစ်ခုမှာတိုက်ရေးဖို့ဥဆောင်တဲ့အဖွဲ့ကကျွန်တော်တို့ဒီမန္တလေးတိုင်းတနေရာကနေပြီးတော့တူရရဲဘော်တွေနဲ့တိုင်ပင်ညီနိုင်ပြီးတော့တော်လိုင်းရေးကိုလောက်ကင်ဆောင်ရွက်တယ်လို့ကျွန်တော်တို့ထူရင်းမှုဦးစီးတဲ့ဇင်ကြီးထူရင်းမှုဦးစီးတဲ့အဖွဲ့အနေနဲ့အပေါ်ရဲ့ညွှန်ကြားချက်ရမန္တလေးတိုင်းကိုကပ်ရမယ်ဆိုလို့ကျွန်တော်တို့ဒီဘက်တနေရာမှာညွှန်ကြားချက်ရကျွန်တော်တို့ကပ်လာခဲ့ပါတယ်အဲ့လိုကပ်ပြီးကျွန်တော်တို့ရင်းချောင်းအနေနဲ့နှစ်ဖွဲ့ရနေရနေကျွန်တော်တို့တော်လိုင်းရေးမှာပါလို့ရတဲ့နေရာတိုင်းမှာတရုတ်ဘက်ကလည်းစူးစမ်းလောက်ကင်လို့ရင်းမှုဘက်ကလည်းဒူရင်းမှုဘက်ကလည်းလောက်ကင်ဆော်ရပါတယ်ဒီညမှာနည်းနည်းဖြည့်ပြောချင်တာကတော့ဒူရင်းမှုစင်ကြီးဟာတကယ်တော့သူ့ရဲ့အထက်မှာကျွန်တော်တို့ရင်းမှုရှိပါတယ်ရင်းမှုကထိမ့်သိမ်းခံလိုက်ရတဲ့အတွက်သူဟာရင်းမှုဒူရင်းမှုဆိုတဲ့တာဝန်တစ်ခုကိုထမ်းဆောင်ရင်းနဲ့ကျွန်တော်နဲ့အတူဒီဘက်မှာပါလာခဲ့ပါတယ်အဲ့လိုပါလာခဲ့ပြီးတော့မှကျွန်တော်တို့တော်လိုင်းရေးတွေမှာကျွန်တော်လုံးနိုင်တယ်များစုဖွဲ့မှုတွေနဲ့လုပ်ခဲ့ရတယ်တော်လိုင်းရေးမှာဘာတွေခက်ခဲလဲပြောလို့ဆိုကျွန်တော်မတရားသားတွေကိုစူးစီးရတာပါစူးစီးရတဲ့အတွက်ကျွန်တော်ဖြစ်ချင်တဲ့စံနာလည်းဖြစ်ချင်မှဖြစ်မှာကလေးတယောက်ချင်းစီတိုင်းမှာလည်းသူတို့ရင်ထဲမှာရှိတဲ့အားလေးတွေဖြစ်လာမှာအဓိကတော့တော်လိုင်းရေးမှာပါလာတဲ့ကလေးတွေလက်နက်ကင်ပြီးစစ်ကောင်စီကိုတိုက်ဖို့ရာအတွက်ပဲအတိမတ်ယူမှန်းချက်နဲ့လာခဲ့ပြီတကယ်တော်လိုင်းရေးထဲမှာဝင်လာတဲ့ခါကျကျွန်တော်တို့မှာလက်နက်မပြည့်စုံတာတယ်နောက်လက်နက်ခဲယမ်းတွေမပြည့်စုံတာတယ်ဖောက်ခွဲရေးပစ္စည်းတွေမပြည့်စုံတာတယ်နောက်ရိတ်ခါပြည့်စုံတာတယ်ငွေကြေးမရှိတာတယ်အကုန်လုံးလို့တော်တော်များများဟာကျွန်တော်တို့အတွက်ဒုက္ခဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒီဒုက္ခကိုကျွန်တော်တို့ကမကျော်လွှားနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကကျွန်တော်တို့လူချင်းနဲ့လူဦးတော်လာရဲ့ဘယ်လိုအောင်မြင်မလဲအဲ့တော့အောင်မြင်နိုင်ဒီအထိနဲ့ကျွန်တော်တို့တက်ဆွမ်းတဲ့ပြကျွန်တော်ကိုယ်တိုင်ဦးစီးပြီးတော့တက်ဆွမ်းတဲ့မြကျွန်တော်ရက်တီနိုင်အောင်လို့ကြိုးစားခဲ့တာဟာအခုကျွန်တော်ခင်ဗျားတို့နဲ့ဆွေးနွေးစဉ်ကာလနေစဉ်ကာလအတွင်းကျွန်တော်ကိုယ်တိုင်လည်းတတ်နိုင်တယ်များရှာဖွေပြီးကြွေးပါတယ်ကလေးတွေလည်းမပြည့်မစုံတဲ့စားရတောင်းရရင်းနဲ့လူဦးတော်လိုက်ကိုတစိုက်မမတ်ပါဝင်လာခဲ့ကြတာဖြစ်တဲ့အတွက်အခက်ခဲကတော့အခုလည်းရှိတယ်နောက်လည်းရှိမှာပဲအဲ့လိုလေးတွေဖြစ်တဲ့အတွက်အခက်ခဲခုဆိုတာကတော့ကျွန်တော်အမှန်တရားကိုရှာဖွေအခက်ခဲဆိုတာမိတ်ဆွေဖြစ်လာအဲ့ဒီအမှန်တရားကိုမိတ်ဆွေဖြစ်လာမဲ့အလုံးတိုင်းဟာကျွန်တော်တို့ကြော်ဖြတ်ရမယ်သင်ခန်းစာတွေပဲဒီသင်ခန်းစာတွေကိုယူပြီးကျွန်တော်အနေနဲ့ဘယ်လိုအခက်ခဲအချက်တဲမျိုးတွေရှိပါစေကျွန်တော်တို့နေဦးတော်လိုင်းရေးမှာတိုင်းပြည်နဲ့ပြည်သူလူထုရဲ့အကျိုးကိုကာကွယ်နိုင်ဖို့ရာအတွက်ကျွန်တော်တို့တွေကမရှိမဖြစ်လိုအပ်တဲ့ရိတ်ခါတွေကိုပြည်သူလူထုထံမှာကျွန်တော်တို့အကူအညီတောင်းတယ်ငွေရေးကြေးရေးလေးတွေအကူအညီတောင်းရင်းနဲ့ခဏအချိန်ကြီးပဲခက်ခဲနဲ့ရက်တည်ပြီးတော့ကျွန်တော်မန္တလေးခရိုင် NDA မှဒီ UG ဖွဲ့SC မှဒီကျွန်တော်တို့ဟိုပါပေါ့နော် NUG ရဲ့ဖွဲ့စည်းထားတဲ့ MOD လက်အောက်ကတက်ရင်တရင်ဖြစ်လက်ရှိရက်တည်နေရပါတယ်ဆိုတာလေးကိုကျွန်တော်တင်ပြအပ်ပါတယ်